အားလုံးမင်္ဂလာပါမောင်မိုးဒီနေ့ထိုင်းနိုင်ငံရဲ့မြန်မာနယ်စပ်ကိုရောက်နေတယ်။ဘာပြောရသလဲမဲဆောက်ဒါပေမဲ့မဲဆောက်မှာလူတိုင်းရောက်ကြတယ်။ကျွန်တော်ရောက်တဲ့အချိန်မှာနေရာလေးတွေကျွန်တော်လိုက်ပြမယ်။မရောက်တဲ့လူတွေရှိရင်အဲ့ဒီနေရာလေးတွေလိုက်လည်လို့ရအောင်။ရောက်ဘူးသူရှိရင်လည်းအောက်မှာခမ်းမရေးခဲ့ပြီနော်။ဒီနေ့က part 1နှစ်သစ္စာကိုကွယ်ပွေရှာမောကြတယ်တကယ်မလို့ပါလေရကိုကွယ်ပြ နဖူးစီတန်းဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ချမ်းတရားအောက်မှာကျွန်တော် location ပင်ချတာပြင်မဲ့လူမျိုးမရွေးပါတာမရွေးသွားလို့ရတဲ့နေရာတွေကိုလည်းကျွန်တော်ပင်ချခဲ့ပြင်မဲ့ let's go မြန်မာနိုင်ငံပြည်စီနဲ့ပတ်သက်တာကိုများတမခါပါဝီလေး ကမ္ဘာတန်ဇာမီရင်မြေမဲ့ပုံမကြီးရေးသိပွဲဒီဘုံပွေကြုံလေသမျှဝဲသဘာဝတရားလာရဲ့ဘဝရဲ့သစ္စာမြည်ရခိုင်မာမြဲမြတ်တွေတရင်ကမှဆိုတာတွေရဲ့ပေါ်ကျွယ်လုံးလာတဲ့မိသားစုရဲ့ကြီးစားရဲ့အမေအတွက်မှာဝဲသဘာဝကင်းချစ်တယ်တကယ်မှနဲ့သာမဝဲသဘာဝကင်းချစ်တယ်တကယ်မှနဲ့သာမဝဲဒီမှာရောက်ဘူးဆိုတော့ကျွန်တော်ရောက်တော့လည်းနောက်ကျတယ်ဆိုင်နေနဲ့ပိတ်ဝဲသဘာဝကင်းဘာဖြစ်ပေါ့အတွေ့အကြုံပေါ့ location ချတာပြလိုက်မယ်ဟိုရောက်ဖြစ်တဲ့ဆိုရင်လည်းစောင်းမှာလာလေခဲ့ဒီနေရာလေးကရန်လေးကိုကောင်းတယ် location လည်းမိုက်တယ်မြန်မာပြည်ပြည်စီနဲ့ပတ်သက်လာအဆုံးရတယ်လက်ချောင်းမှာချမ်းစလိတ်ပါကုန်းအဆအဆုံးရတယ်ဘုန်းကြီးရခါရအဆုံးလေးကိုရခါရတယ်ကိုထာနေဝန်းကျင်မှာခွဲတယ်ပဲမရှိတယ်ရှိရအကြိုက်ဆုံးဒီထဲမှာကြိုက်ဆုံးကျွန်တော်နွားလဲအကြိုက်ဆုံးဟုတ်လားကျွန်တော်နွားလဲအကြိုက်ဆုံးနွားလဲလေးအကြိုက်ဆုံးမောင်ခွဲတွေကငေးကြည့်ဝဲကမ္ဘာတန်ဇာမီရင်မြေမဲ့ပုံကြီးရေးသိပွဲဒီမှာဒီဘက်ချမ်းတော့ထိတ်ရောက်ပြီပေါ့ထိတ်ရောက်ဆိုရင်ဥမာချန်ကာရှိတယ်အဲ့ချန်စီယိုရဲ့ဟိုဘက်တစ်ချမ်းကမြန်မာနိုင်ငံမြောက်ဝတီနယ်စားပေါ့ဒီဘက်ချမ်းကကျွန်တော်ရှိနေတဲ့ချမ်းကထိုင်းနိုင်ငံမဲဆောက်မြို့ဒါပေမဲ့ရောက်ဘူးလူအများကြီးရှိတယ်ဒါပေမဲ့မရောက်ဘူးတဲ့သူတွေရှိရင်ဒီနေရာလေးကိုရောက်ပြီးတော့မှလာလေလို့ကောင်းတဲ့နေရာဖြစ်တယ်ဈေးတွေလည်းအရန်ပေါ်တယ်ပစ္စည်းတွေလည်းလိုတဲ့ပစ္စည်းတော်တော်များများရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်မိတ်ဆက်ပေးတာဒီကဘာမြေပြင်ပေါ်သွားမဲ့သူငါများတို့ရဲ့အပန်းနဲ့သစ္စာကိုကွယ်ပွေရှာမောကြတယ်ဘလို့ခေါ်တကယ်မလို့မန္တလေးပြည်ကိုကွယ်ပြောပြမယ်ကိုထာနေဝန်းကျင်မှာကွယ်တယ်ပဲမရှိတယ်သုံးမြိုင်ရေကနိုင်ကြီးလွန်ထွေတွေစားကြကြွယ်တဘာဝရဲ့အလားဟန်ရဲ့တုံးကြည့်ပင်ပြန်တယ်တကယ်မှရဲ့ပြန်ရောက်လို့ခွဲတွေကဒီနေရာတော့ဈေးဆုံးဘူးပေါ့နော်ဈေးဆုံးဘူးဆိုမဲ့ဟိုဘက်ချမ်းကဒါမြန်မာပြည်လားမြန်မာပြည်ဒီစလေးကြော်သွားရင်ဒါဟိုဘက်ချမ်းဆိုရင်မြန်မာပြည်ရောက်သွားပြီဒီဘက်ချမ်းထိုင်းဒါပေမဲ့ဒီမှာရှိတဲ့မြန်မာပြည်သားတွေကြီးရတာစိတ်တော့မချမ်းသာဘူးသူတို့ဘဝအတွက်သူတို့လည်းရုန်းကန်ကြိုးစားနေကြရတာကြီးပဲဒါပေမဲ့တင်ကြီးပဲဆိုရင်ဟိုတုံးဗာလဲသမုတ်တရားဝမ်းတစ်ထွားပေါ့အဲ့လိုမျိုးကြိုးစားနေကြရတယ်ဒါပေမဲ့ဘယ်လိုပဲပြောပေါ့ကျွန်တော်တို့ရောက်ခဲ့ပြီဒီဗီဒီယိုမှာဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်မယ်အများကြီးတော့မပြောချင်တော့ဘူးpart 2မှာကျွန်တော်ညစီသွားလဲမယ် part 2မှာကျွန်တော်တွေ့ကြမယ်အားလုံး see you ဒီကဘာမြေပြင်ပေါ်သွားမဲ့သူငါ